သူရှိုးတော့ဆိုဂီတာပါကျိုးပါဘောဆိုဒူးနဲ့ပဲပြန်တိုက်ပြီးတော့သူ့ရဲ့စင်ကလေးချောင်းတော့ဒီလိုဆွဲပါပြီးတော့ပြန်ကြလာတဲ့ချာမှာဒူးနဲ့ဒီဘောကိုပတ်ဆိုပြီးပြန်တိုက်တယ်အဲဂီတာက所以，姑啊，你说姑他见你，见你。哎呦，姑，你的钱不？你的钱有见你啊？见侬逼难的姑这里，哎，我那算计了，我喏，去了。စောက်ကျိုးတွေနဲ့ကိုရိုက်ပဲကဲမလွယ်ဘူးဗျာဒီသရှင်ကြီးကတီးဖို့ကကျွန်တော်တို့သူဟောကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်သူ sharding လို့ခေါ်တာဗျာသူဒီဟောဘယ်လိုခေါ်ဖို့ကျွန်တော်ပြောဆိုလူကပုတ်တိုင်တယ်သူ CV ခွေပါတော့သူထံဘောကဘယ်လောက်ရှိလို့ဆိုထံဘောကသူ200ဗျာ200ဦးအဲ့လိုမျိုးပြောင်းဆန်နေအောင်ပြောင်းတန်နေအောင်တီးရကြီးอ่ะကျွန်တော်တော်မလွယ်ဘူးဗျာမတီးနိုင်ဘူးအမှန်တိုင်းပြောရတာဒါတော့မှဒါကြိုးစားပန်းစားလိုက်တီးတာကြည့်ရနော်တချို့တွေကထံပိုတွေကလေဘယ်လိုခေါ်နားထဲမှာလေထံပိုရဲ့စိတ်ကျဲတွေကဒါကြီးရှုပ်ရှက်ခတ်လွန်းနေတော့ကြာမှတ်တာမလွယ်ဘူးဗျာကိုဘာဖြစ်လို့ဆိုတော့သူကဒီဟောပေါ့ဒီ triplet note ပုံစံမျိုးလေးပါသေးတယ်ဗျာအဲ့မျိုးလေးအဲ့မျိုးလေးအဲ့ပဲဒီတော့2 note pattern နေလဲပါသေးတယ်မရှိကျွန်တော်ကြောက်အဲ့ဆိုရင်တော့စီမီခွေပါအဲ့2 note pattern နဲ့ဒီစီမီကတော့အဲ့လိုမျိုးပါသေးတယ်ဒီဟောဒီထံမိုးစိတ်ကျဲတွေကိုသူရောလိုက်တဲ့သဘောမျိုးဖြစ်သွားတာအဲ့ဒါအဲ့ဒါ triplet တွေရဆိုအဲ့ဒါ pick synchronization ပါအဲ့ဒါပြင်တန်းဝင်ထံမိုးတော့မှ tapping တော့မှမတူဘူးတော့သူကHow to move? That's it. I take it in Not call up Bingy. Look at the This poesy are live, but poesy, the cotty sabo waro. The our chord progression to the C minor key C minor keyboard minor skill don't it have the minor skill the C minor skill don't whatever sorry
အဲ့ C minor scale ကိုပြောတာဒီမလေးသူစထွက်လာတယ်ကြီးသူကဒီဟောပေါ့ဒီ keyboard synchronize ဟောပေါ့ဆို keyboard နဲ့အဲ့ဒါဒီဒါ C minor ရဲ့ minor scale ဒီပါပဲ sorry C minor scale တောက်လျှောက်သူက C minor scale ပဲတုံးတယ်တခြားဘာမှမတုံးဒီ chord progression ကလည်းဒီ C minor scale ပဲဒါပေမဲ့တီးရတာကြီးကဒီ tempo 200ဆိုရဲဟာကြီးကကျွန်တော်ဆိုလို့ရင် tempo အဲ့လောက်ကြီးဒီအကြီးပေါ့အမြန်နှုံးကြီးဟိုမတီးနိုင်ဘူးအမြန်နှုံးကိုတီးမယ်ဆိုတော့မှဒီ C ခွေပါကြီးကနည်းနည်းစားတယ် C ခွေပါပြင်သူက two note pattern တွေရောတခြားဟို timing pattern တွေပါဝင်ပြီးတီးရဆိုတော့မလွယ်ပါဘူးကျွန်တော်တော့အဲ့တော့ကျွန်တော်မတီးနိုင်တဲ့တစ်ချေတစ်ပုတ်ပေါ့ဒါအဲ့လိုပြောလို့ရပါတယ်အဲ့တော့တီးနိုင်တဲ့လူတွေရှိလို့ရှိရင်လည်းကျွန်တော်လေးစားပါတယ်အဲ့ဒါတီးကောင်းတယ်မိုက်တယ်ဘာဖြစ်လို့လဲဒီ shredding မှာကိုကပို့ပြီးအဆင့်မြင့်လာလိမ့်မယ်ဒီသချင်းတီးပြီးသွားပြီဆိုလို့ရှိရင်ဒီ shredding ကပို့ပြီးတော့ပိုင်နိုင်လာလိမ့်မယ်ကျွန်တော်တို့ဒီ pick လေးအဲ့လိုတော့အဲ့တော့ဒီကဘိုက်ချင်းစီရှင်းပြရမယ်ဆိုလို့ရှိရင်ကျွန်တော်ကပထမဆုံးစပြီးတော့ဒီဟိုပထမဆုံး intro ကျွန်တော်တို့တီးအောင်လိုက်ကြည့်အောင်အဲ့ပဲစရနော်သူက sharing ကိုဝင်လာတယ်ဒီအဲ့ဒါဒီအားဒါ minor skill အဲ့ဒါပဲသုံးပါတော့အဲ့ဒါပဲနော်သူသုံးတာဒါပဲသုံးတာတော့တာတော့ chord progression ကဒါပဲသုံးသွားတယ်နော် minor တွေက chord progression ဒီ C minor ပေါ့ key ကတော့သူက E flat key ခေါ်ပါဒါပေမဲ့သူက E flat ရဲ့ဒီ relative minor က C minor ဆို C minor တွေကပဲသူကယူသုံးတယ်အဲ့ဒါတွေကို chord တွေကစအဲ့တော့အဲ့ဒီမှာသူကပြောစရာရှိတာဒါပေမဲ့နည်းနည်းသတိထားရမှာပေါ့ဗျာ benzene ဆိုတဲ့အတန်ကိုပါလာတတ်တယ်အဲ့ဘာဖြစ်လို့ဒီနှစ်ချောင်းတွဲဖိထားတယ်တွဲမဲ့ဖိထားလို့ရှိရင်ဒီကောင်ကမလွယ်ဘူးပြအရှုဒီလက်ကြီးရွှေ့သွား move သူ့ရဲ့ movement မလွယ်ဘူးဗျအဲ့တချို့ကကြတော့ဘလို့တီးလို့ဆိုတော့သူလက်သုံးချောင်းပဲတီးသွားတာဘာဖြစ်လို့ဆိုဒီအောက်ကဟာနဲ့ဒီကအဲ့တောင်ဘာဒီဘက်ဇင်တောင်ပျောက်ချင်လို့အဲ့ဘက်ဇင်တောင်ပျောက်ချင်လို့သူကအဲ့လိုမတီးရအဲ့လိုတီးတယ်ရပါတယ်သူကဒီလက်သုံးချောင်းနဲ့တီးသွားတယ်ချိုးရကြတော့ဒါပေမဲ့ဒီမှာကျတော့ဒီလက်သန်းနဲ့အကူကြီးချင်းပိုးကောင်းတယ်ပိုးပြီးတော့ဒီ stable ဖြစ်လာတယ်ကျွန်တော်ထင်တာအဲ့ပြီးလို့ရှိရင်သူကဒီဟောဒီ tapping လဲသုံးလို့ရတယ် slide ကိုလည်းသုံးလို့ရတယ်ဒီပုံစံမျိုးသူကဒီ legato နဲ့ tapping နဲ့ကိုတွဲတဲ့ technique ဝင်လာတယ်အဲ့ဒါမှသူသုံးသွားတာဒီလိုမျိုးသူအဲ့လိုမျိုးဒီ harmony ကကြတော့အဲ့လိုမျိုးဆွဲပြီးသုံးသွားတယ်ကျွန်တော်တော့ဘိုးမြန်တာပေါ့ဗျအဲ့ဒါမှကျွန်တော်ကဒီ tapping အားတာတော့じゃ tapping နဲ့သုံးသွားအဲ့လိုမျိုး tapping အားတာတဲ့သူက tapping နဲ့သုံးလိုက်တရားပိတ်ပေါက်လိုက်တယ်အဲ့လိုနောက်ပြီးတော့အဲ့ပဲ shredding down ဝင်လာတယ်သူ shredding skill က block ပိုင်နိုင်တယ်ဆိုတော့သူကဒီလိုမျိုး harmony ကဒီလိုမျိုးပြောင်းမြန်ပိတ်ပြီးတယ်အဲ့ပဲတော့ CV ခွေပါနဲ့ဒီမှာ CV ခွေပါအဲ့ပြင်သူ2 note pattern အဲ့လိုအဲ့တော့ဒီလိုဖြစ်တော့ကျွန်တော်ကဒီလိုပဲအားတန်တယ်ဒီလိုပြောင်းမြန်ကိုတော့မတီးတတ်ဘူးနော်အဲ့တော့ဒီတိုင်းပဲတီးကြအောင်ဘယ်စီမီကွေပါမရအကုန်လုံးရောသွားတာသူစီမီကွေပါတွေပါဒါပေမဲ့2 note pattern တွေပါလာအဲ့ဒါ
အဲ့မျိုးထူးထူးပတ်တန်တွေပါလာအဲ့တော့အဲ့တခါငါတို့ဒီဘက်ရှိသွားတယ်ပြီးတော့ဒီလိုလေးအဲ့တော့ဒီဘက်မှာလာပြီအဲ့ Trump တို့သူဆော်ရတော့ဒါစငါစားရိုက်ပဲကြီးอ่ะဒါပဲနောက်တစ်ခေါက်ပြောင်းဝင်အပြင်အဖက်ကြီးပေါ့ဆိုတော့ဒီလိုသူအဲ့ဝင်လာဘာဖက်ကြီးလဲဆိုတော့သူ A flat သူ G sharp ဖက်ကြီးဝင်တော့အဲ့မဲ့သူအဲ့ဒီအဖက်ကြီးပြီးတော့ငြိမ်နေလားဆိုတော့အဲ့ဘက်ကငြိမ်မနေဘူးဒီ harmonic ဖန်သေးတယ်အဲ့ဒီကနည်းနည်းတော့စားရပြသူဒီဘက်လည်းဝင်လို့ရတယ်ဒီမှာဝင်ဖို့ကြတော့နည်းနည်းဟိုဖြစ်တယ်ဒီမှာဝင်ဖို့ကြတယ်နည်းတော့ဝေးတယ်ဗျအဲ့ဒါပေမဲ့ဒီနာပူပြီးတန်ပြီးတယ်တကယ်တမ်းဆိုရင်အဲ့နေရာမလွယ်ဘူးဗျစင်ပေါ်မှာကျွန်တော်တို့တီးလို့ဆိုကျွန်တော်တို့အဲ့နေရာအသက်ဆော်တော်လေးကြီးထွက်လာမှာသူဆွဲမှာပြလိုက်တယ်သူဂီတာမှာအဲ့ဆွဲမှာကျွန်တော်ကမလုပ်ရဘူးဘာဖြစ်လို့မလုပ်ရဘူးသူဂီတာတစ်ခုဖြစ်သွားမယ်သူလည်းအဲ့လိုယူလို့ရဘူးဒီဘက်ဆွဲမှာပြီးတော့နောက်ပြီးတော့သူရှိုးတော့ဆိုဂီတာမှာကျိုးသွားဘောဆိုဒူးနဲ့ပဲပြန်တိုက်ပြီးတော့သူ့ရဲ့ signature ချာသွားတာဒီဘက်ဆွဲမှာပြီးတော့ပြန်ကြလာတဲ့ချာမှာဒူးနဲ့ဒီဘောကိုပတ်ဆိုပြီးပြန်တိုက်တယ်အဲ့ကတဲ့ joy ရပြုတ်ထွက်သွား grand ဆိုရောလူဖြစ်သွားတာအဲ့ပဲတော့ဆိုရလူလို့တာမြန်လုံးနဲ့ဗျသူ့လက်တွေကကျွန်တော် live ပြီးရပြီတော့အဲ့တော့စကြည့်အောင်ပဲခဏတစ်ချက်လောက်နော်ဆောက်တော့လေမရဘူးဗျာမရဘူးလုံးဝမရဘူးဘာဖြစ်လို့ဒီကျွန်တော်ကအဲ့ဟိုတခါကျွန်တော်ဟိုပါပဲ manpower ထဲမှာအဲ့ဟိုမှာ2ယောက်ပေါ့ကျွန်တော်တကယ်ရင်2ယောက်ကအခုအဲ့လိုမျိုးလေးဒီ Dragon Force ရဲ့ဟာမန်လီတီးထားတဲ့ဟာကိုကျွန်တော် review လုပ်ပေးပါဆိုတော့ကျွန်တော်ညင်းတယ်ဗျဘလို့ညင်းရတယ်မရဘူးညင်းတာကိုသူကမရဘူးလို့အဲ့ဒါအဲ့ဘလို့တောင်းတာဘူးဗျာအဲ့ဘဲဒီ high speed
ဟိုကြီးကိုကျွန်တော်မလိုက်နိုင်ဘူးဆိုတော့အော်မရဘူးဗျာကျွန်တော်ရှင်းပြနိုင်တာဒီလိုမျိုးဒီခောက်ဖွဲ့သေးရုံလေးဘလို့တီးရတယ်အဲ့လောက်ပဲကျွန်တော်ကရှင်းပြနိုင်မယ်ဆိုတော့အဲ့လားလည်းရတယ်ဘာညာဆိုတော့သူကဒီငါးမြရေချိုးပြန်မယ်ဆိုတော့သဘောမျိုးပေါ့ဗျာအဲ့လိုမျိုးပေါ့အဲ့တော့ဒီရှေးကခုနကျွန်တော်ပြောသလိုပဲဒီ minor scale နဲ့ minor scale တွေဟိုထုံးစံတိုင်းပေါ့သူတို့ကတော့ဘယ်လိုခေါ်မလဲနောက်ထပ်ဘာဆက်လာမလဲဆိုတဲ့ပုံစံမျိုးတီးရတာလည်းကောင်းတယ်အဆင်ပြေတယ် let play စီနေလည်းဆောင်းရမ်းကြတယ် minor scale တွေတီးလို့ရှိရင် major scale တွေပါတော့မတူ minor scale တီးရတာသူကအဲ့လိုမျိုးအဲ့တော့ဒီ minor scale တစ်ခုကိုသုံးပြီးတော့ harmony ကဒီသူ့ရဲ့ထုံးစံတိုင်းဒီ high speed ထုံးစံတိုင်းလို့တီးထားတီးရပေါ့တီးနိုင်တဲ့ကဘာမှတီးနိုင်တဲ့လူတွေအများကြီးပဲဗျအဲ့ဒါအဲ့ဒီချင်းဆောင်းရမ်းပြင်းနိုင်တဲ့ဘဲတွေရှိတယ်ဆောတဝေဆိုလို့ရှိရင်တီးရတော့လူကောင်50 million လားမသိဘူးကြော်တယ်သူကဝင်ကြည့်ရလူဆောင်းရဒီဟာမလင်ကိုတိုင်းသူ့ကိုဒီကဘယ်လိုခေါ်ဟိုဖြားရတယ်အဲ့လိုမျိုး recommend ပေးတယ်ပေါ့ဗျာအဲ့ဒါ50ဆို50တော့50 million အဲ့လိုကြော်သွားသူဝင်ကြည့်ရလူလုံးဝအဲ့စော်တီးပြတာတချို့နေရာတွေမှာတော့သူက tribute ပြန်လုပ်ပြီးတီးရတယ်ရှိတယ်ဒါပေမဲ့ကိုရီးယားတော့အဲ့လောက်ကြီးမလုံနိုင်ဘူးမတီးနိုင်ဘူးအမှန်တည်းပြောဒါကိုမတီးနိုင်ဘူးဒီလောက်အမြန်နှုန်း high speed man တယ်အဲ့လိုမျိုးမတီးနိုင်ဘူးဟိုအဲ့လိုနောက်ပြီးတော့သူသုံးတဲ့ technique တွေကဒီဂျားထဲမှာဖြတ်သုံးသွားတယ်ခုနလိုဟာမျိုးတွေပေါ့အဲ့မျိုးတွေဆိုလို့ရှိရင်ကိုရီးယားမရပါဘူးအမှန်တိုင်းပြောတာပါနော်အဲ့တော့ဒီသုံးတဲ့ပုံစံကတော့ဒီ minor scale ကိုသုံးသွားတယ်နောက်ပြီးတော့ true note pattern တွေပါတယ်နောက် semi ကွေပါအောင်မှာ shredding shredding ပေါ့ဒီလက်အဲ့လို shredding scale တွေကကျွမ်းကျင်တွေဖြစ်မှသုံးလို့တီးလို့ရပါပါတကယ်တမ်းတီးမယ်ဆိုလို့ရှိရင်လုံးထွေပြီးထွက်သွားနိုင်တယ်ကျွန်တော်တို့တီးမယ်ဆိုလို့ရှိရင်လုံးထွေထွက်တာဒါတော့ဒီလေ့ကျင့်တော့ရပါတယ်ဒီအဲ့ဒါကိုကျွန်တော်ဒီ shredding ကိုကျွန်တော်သိပ်ပြီးတော့ဟိုကျွန်တော်ကိုတိုက်ကတိတ်မကြိုက်ဘူးပေါ့ဗျာအဲ့လိုမျိုးကြိုက်တဲ့လူရှိလို့ရှိရင်တီးပါရတယ်ဒါဆိုတော့အဲ့ဒါနားထောင်ပြီးတီးကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ video file ကိုဒီလိုမျိုးပေါ့ဒီကြည့်ရှုအားပေးနေတဲ့ဟိုပေါ့ဒီခုနတကယ်ချင်းနှစ်အောင်လဲကျေးဇူးတင်ပါတယ်လို့ဒါမျိုးလေးကျွန်တော်ဒါလေးကျင့်အောင်ပါရအောင်တော့တီးအောင်ပါနောက်တစ်ခေါက်ပြန်လာခဲ့ပါမယ်ဒီတစ်ပုံလုံးတီးပြီးပါလို့ရှိရင်အဲ့လိုမျိုးလေ့ကျင့်တော့တနေ့ကိုဒီလို4နာရီ6နာရီလောက်အဲ့လိုမျိုးတနေ့နေတိုင်းဒီချင်းပဲစလိုက်ဆွဲလို့ရှင်တော့ခင်ဗျားတို့လည်းရပါပါမရပဲမရှိပါဘူးလေ့ကျင့်မယ်ဆိုလို့ရှိရင်အဲ့တော့ဟုတ်ပြီကဲကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးနေတဲ့တကယ်ချင်းမိတ်ဆွေညီကိုမောင်နှမအားလုံးကြံတွင်းကာလာပါကျမ်းချမ်းသာကြပါသေးဗျာ bye bye